ပဲရလေအိမ်မဟင်းနေချက်စားမယ်မကရူသွားတော့ကနန်းနေတွေ့တော့ဒီနေ့ဟင်းနေကနန်းမဆလာဖြစ်သွားကနန်းမဆလာချက်ဖို့ကနန်းနေကိုင်းနေကျွတ်တော်နေလေးကျွတ်တော်နေကျွတ်တော်ဖြူစစ်တမဲဝိုင်းစိမုံထဲစနေမုံထဲကနန်းထဲပြီးမွေးမာပြီးရောကနန်းကိုရေးထဲတယ်ရေလဲပွက်လာရောမာမွေးနေရောပဲဘာမှမစလာတဲ့ဒီတော့ဖုန်းခဏအောက်မှာတော့မစလာတာမွေးနေဘူးနော်မမကလည်းမစလာတကာတမယာတီရေနှစ်ထက်ပြီးတော့အမရှမ်းနန်းတဲ့ဟိုနောက်ဆုံးချခဲ့နေကြတော့မှကြက်ဦးလေးကိုထဲမအနှစ်တင်နဲ့ရှယ်ဖြစ်သွားတယ်ကနန်းမစလာတော့ခွာရသွားပြီစားလို့ကောင်းမကောင်းနောက်တစ်ခါကမောကစုံကြော်မေးဆိုတော့မှကျွတ်တုံဖြူစစ်တဲ့ပြီးတော့မို့ထဲမနိုဟိုရင်ထဲပြီးတော့ရေထွာအောင်လုပ်တော့ကောင်းတယ်ပြီးတော့စောရွက်ရိုးထဲရွက်ထဲတော့မှ QC ထဲတာမုံလေးထဲမောကစုံတစ်ခါလည်းပြီးတော့ရေပဲဟင်းချမ်းမယ်ပဲဟင်းတော့ထုံးစံတိုင်းစစ်တဲ့ပဲလီထဲပြီးတော့လီထဲပြီးတော့ပတ်သွားနေပဲဟင်းတောင်းလို့ရပြီပဲဟင်းလေးချက်သွားပြီနော်မိုးအေးလေးနဲ့ပဲဟင်းနမစပါးကိုကျွေးနေစားပြီတဒါ